မိသားစုရဲ့စားဝတ်နေရေးအခက်အခဲကိုကြည့်ပြီးကိုယ်ပိုင်ဝင်ငွေလမ်းကြောင်းကိုဘယ်သူလက်ထဲမှာမအပ်ချင်တဲ့လူငယ်တယောက်အကြောင်းကိုစဉ်းစားကြည့်ပါအလုတ်ပြုတ်သွားတဲ့ဖခင်ရဲ့အဖြစ်ပြက်ကနေစိတ်ခွန်အားယူပြီးတစ်နှစ်ကိုဒေါ်လာ1.4 သန်းအထိဝင်ငွေရှိတဲ့လုပ်ငန်းစုကြီးတစ်ခုကိုတီထောင်ခဲ့သူရဲ့ဇာတ်လမ်းဟာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီဗီဒီယိုဟာငွေရေးကြီးကြီးလုံခြုံမှုကိုအလေးထားတဲ့သူတွေအတွက်အထူးရည်ရွယ်ထားတာဖြစ်ပါတယ်ဘလို့ကြောင့်ပေါ့ပါစတင်ခဲ့တဲ့ blog တစ်ခုကနေတန်းနဲ့ချီတဲ့စီးပွားရေးအင်ပါယာဖြစ်လာခဲ့တာလေဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်ပါဖိလာဒဲလ်ဖီးယားမှာကြီးပြင်းခဲ့တဲ့ Tim Stoddard ဟာစင်းရဲပင်ပန်းတဲ့ဘဝကနေလာခဲ့တာပါမိဘနှစ်ပါးစလုံးအလုံးလက်မဲ့ဖြစ်သွားတဲ့အချိန်မှာသူဟာဘဝရဲ့လုံခြုံမှုကိုကိုယ်တိုင်ပဲတိဆောက်ရမယ်ဆိုတာနားလည်သွားခဲ့ပါတယ်ဒါပေမဲ့သူ့မှာကြီးမားတဲ့အတားအဆီးတစ်ခုရှိနေခဲ့ပါတယ်အဲ့ဒါကတော့ပြင်းထန်တဲ့မူရစ်ဆေးဆွဲမှုပါပဲ2009ခုနှစ်မှာသူဟာဆေးဖြတ်နိုင်ခဲ့ပြီးအဲ့ဒီနောက်ပိုင်းမှာ Sober Nation ဆိုတဲ့ blog ကိုစတင်ရေးသားခဲ့ပါတယ်အစာပိုင်းမှာတော့ကိုယ့်ရဲ့ခံစားချက်ကိုဖော်ပြဖို့တတ်ပဲဖြစ်ပေမဲ့အဲ့ဒီကနေတဆင့် SEO နဲ့ content marketing ရဲ့အစွမ်းကိုသူရှာဖွေတွေ့ရှိသွားခဲ့ပါတယ်သူ့ရဲ့ blog မှာဖတ်ရှုသူတွေများလာတဲ့အခါဒါကိုဘလို့စီးပွားရေးအဖြစ်ပြောင်းလဲရမလဲဆိုတာသူစဉ်းစားခဲ့ပါတယ်ပရိသတ်ကိုကြော်ညာရောင်းတာထက်ပုံမူထိရောက်တဲ့နီလန်တစ်ခုရှိနေတယ်ဆိုတာသူသတိပြုမိသွားပါတယ်အဲ့ဒါကတော့သူ့ရဲ့ပရိသတ်တွေလိုအပ်နေတဲ့ကျန်းမာရေးဝန်ဆောင်မှုတွေအတွက် SEO agency တစ်ခုထောင်လိုက်တာပါပဲ Stotsy Internet Marketing လို့ခေါ်တဲ့အဲ့ဒီ agency ဟာသူ့ရဲ့ blog ကနေတဆင့်ဖောက်သည်တွေရရှိခဲ့ပြီးဒေါ်လာတန်ပေါင်းများစွာဝင်ငွေရရှိခဲ့ပါတယ်နောက်ပိုင်းမှာတော့သူဟာအဲ့ဒီ agency ရဲ့ share တွေကိုရောင်းချခဲ့ပြီးပုံမူကြီးမားတဲ့ခြေလှမ်းတွေကိုစတင်ခဲ့ပါတယ်အခုချိန်မှာတော့သူဟာ Quantum Leads လို့ခေါ်တဲ့ agency တစ်ခုကိုလည်ပတ်နေပြီးအဲ့ဒီကနေရရှိတဲ့တစ်နှစ်ဒေါ်လာ1 သန်းခန့်ကိုတခြားလုပ်ငန်းတွေမှာပြန်လည်ရင်းနှီးမြှုပ်နှံပါတယ်လူဟာကိုလုပ်တဲ့အလုပ်အတွက်ငွေရတာမဟုတ်ပဲကိုပိုင်ဆိုင်တဲ့အရာအတွက်ငွေရတာဖြစ်တယ်ဆိုတဲ့ခံယူချက်နဲ့သူဟာ holding company တစ်ခုကိုတည်ထောင်ခဲ့ပါတယ်သူရဲ့ Blue and Hazel Holdings ဟာလက်ရှိမှာတစ်နှစ်ကိုဒေါ်လာ4 သိန်းခန့်အသားတင်ဝင်ငွေပေးနေပါတယ်သူဟာ copyblogger.com ကိုဒေါ်လာ9 သိန်း 4 သောင်းနဲ့ဝယ်ယူခဲ့တယ်လို့ကော့စတာရီကာမှာလည်းဟိုတယ်နဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးစင်တာတွေကိုရင်းနှီးမြှုပ်နှံထားပါတယ် Tim Stoddard ရဲ့အောင်မြင်မှုလျှို့ဝှက်ချက်တစ်ခုကတော့နေ့တိုင်းစာရေးခြင်းပဲဖြစ်ပါတယ်စာရေးနိုင်ခြင်းဟာရှင်းလင်းစွာတွေးတောနိုင်ခြင်းနဲ့ဆက်သွယ်ပြောဆိုနိုင်ခြင်းရဲ့အခြေခံလို့သူယုံကြည်ပါတယ်ဒါအပြင်သူဟာ30ဆပိုကြီးမားတဲ့အတွေးခေါ်နဲ့စဉ်းစားဖို့အမြဲတိုက်တွန်းလေ့ရှိပါတယ်အစပိုင်းမှာဝင်ငွေနေတဲ့အလုပ်တွေကိုလက်ခံမဲ့အစားကြီးမားတဲ့အခွင့်အလမ်းတွေကိုပဲအာရုံစိုက်ခင်မယ်ဆိုရင်ပိုပြီးအောင်မြင်နိုင်တယ်ဆိုတာကိုသူသင်ခန်းစာရခဲ့ပါတယ်အခုတော့သူဟာလုပ်ငန်းအမျိုးမျိုးမှာ share တွေပိုင်ဆိုင်ထားပြီးသူ့ရဲ့ agency ကတဆင့်အဲ့ဒီလုပ်ငန်းတွေကိုပုံမတိုးတက်အောင်ကူညီပေးနေပါတယ်သူ့ရဲ့နောက်ဆုံးပန်းတိုင်ကတော့ပိုင်ဆိုင်မှုတွေကနေတဆင့်တစ်နှစ်ကိုဒေါ်လာ100 သန်းအထိအင်တိုက်အားတိုက်မလုပ်ရပဲဝင်ငွေရရှိဖို့ပဲဖြစ်ပါတယ်အကြောင်းအရာကိုဖန်တီးတယ်ပရိသတ်တီဆောက်တယ်ပြီးတော့မှယုံကြည်မှုကိုအခြေခံပြီးဝန်ဆောင်မှုတွေပေးတဲ့ဒီပုံသေးနည်းဟာဘယ်လုပ်ငန်းမှမဆိုအသုံးချလို့ရပါတယ်ဒါဟာရည်တိုးအောင်မြင်မှုထက်ရည်ရှိတည်တံ့တဲ့ empire တစ်ခုတီဆောက်တဲ့နည်းလမ်းဖြစ်ပါတယ်ဒီလိုမျိုးထူးခြားတဲ့စီးပွားရေးလမ်းစဉ်တွေအကြောင်းကိုနောက်ထပ်သိရှိလို့ရင်တော့ဆက်လက်လေ့လာဖို့လိုအပ်ပါတယ်